တင်မြည်သည့်အားကစားကိုပဲကစားတာဖြစ်ပါစေကျွန်တော်တို့အားလုံးဟာဘွားဆိုတဲ့ကစားပွဲကြီးထဲမှာရှိနေကြတာပဲဖြစ်ပါတယ်အားကစားမှဆိုရင်ညီးပြတိုင်းကသူတို့အသင်းနိုင်ရဖို့အတွက်ကစားကွက်တစ်ခုစီရှိတတ်ကြပါတယ်ကျွန်တော်တို့ဘွားမှာလည်းဖျားခင်ကကြီးမျက်စုံညီးပြပဲဖြစ်ပါတယ်ဖျားခင်ကကောင်းမြတ်ခြင်းနဲ့အသက်တာအတွက်တခုတည်းသောအရင်းမြစ်အစစ်မှန်ပဲဖြစ်ပါတယ်ဖျားခင်စီမှာကျွန်တော်တို့အားလုံးအတွက်ကစားကွက်တစ်ခုစီရှိပြီးသားပဲဖြစ်ပါတယ်အားကစားသမားတိုင်းကကစားပွဲတစ်ခုမှာအခါတရံမတက်ကြပြီးအဲ့ဒီအမားတော့လည်းပြစ်ဒဏ်ဆိုတာရှိပါတယ်တကယ်လို့ကစားသမားတိုင်းကနီးပြရဲ့စကားကိုနားမထောင်ပဲစီးမြင်ချိုးဖောက်မယ်ဆိုရင်ကွင်းထဲမှာဖြိုဖျဲဖြစ်ကုန်မှာပါထိုနည်းတူစွာအပြစ်တရားဆိုတာကလည်းကျွန်တော်တို့ဘဝတွေကိုဖြိုဖျဲဖြစ်တဲ့အခြေအနေတွေကျိုးပဲ့ခြင်းရှက်ကြောက်ခြင်းတွေကိုတည်ဆောင်လာပါတယ်ဖះကိုပြစ်မှားမိတဲ့အပြစ်ရဲ့ဖိုးခါကတော့ဖះနဲ့ထာဝရအဝေးကွာခြင်းပဲဖြစ်ပါတယ်ကိုစားပေးဆက်ခြင်းဖြင့်ဖះကကျွန်တော်တို့အားမျှော်လင့်ချက်ပေးခဲ့တယ်ဖျားခင်ကလောကီသားများကိုချစ်သောကြောင့်ကျွန်တော်ခံရမယ့်တည်ခြင်းဆိုတဲ့ပြစ်ဒဏ်ကိုကျွန်တော်အစားခံယူရန်သူ့ရဲ့သားတော်ယေရှုကိုဆေလွတ်ပေးခဲ့တယ်။ကျွန်တော်တို့ပြစ်အတွက်ယေရှုအသေးခံပြီးရှင်ပြန်ခြင်းကကျွန်တော်တို့ကိုအောင်ပွဲခံစေပါတယ်။ယေရှုကြောင့်ပဲကျွန်တော်တို့အောင်ပွဲခံနိုင်တာဖြစ်ပါတယ်။ယေရှုနဲ့ယဉ်ကျေးတဲ့ဆက်ဆံရေးကတဆင့်အသက်တာသစ်ဆိုတဲ့ဆုလက်ကိုရရှိနိုင်ဖို့သခင်ယေရှုဖျားကအသေးခံပြီးရှင်ပြန်ထမြောက်ခဲ့တာပါ။အသက်တာသစ်ဆိုတဲ့ဆုလက်ကိုရရှိရန်မိမိရဲ့အမားများကိုဝန်ချကာသခင်ယေရှုဖျားအားကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်ရပါမယ်။ဖျားခင်ကိုတင့်ဘွားရဲ့အကြီးမြတ်ဆုံးဤပြအဖြစ်လက်ခံဖို့အစဉ်သင့်ဖြစ်ပြီလား။